အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ပြောပြပေးသွားမယ့်ဇာတ်လမ်းလေးကတော့ကိုရန်ကတထေးစီမှာချူစားရုံတင်အားမရပဲ15နှစ်အရွယ်သမီးပြိုလေးကိုပါအသက်60ရွယ်တထေးကြီးရဲ့အစအဖြစ်ထိုးထွေးခဲ့တဲ့လူမဆန်တဲ့မိခင်တူအကြောင်းကိုတန်ဝေကရပွေရနားဆင်ခံစားရမှာဖြစ်ပါတယ်ယခုဖြစ်ပြမှာလွန်ခဲ့သော25နှစ်ခန့်ကရန်ကုန်မြို့တွင်အမှတ်တကယ်ဖြစ်ပွားခဲ့သောနာမည်ကြီးဇာတ်လမ်းလေးဖြစ်လို့နားဆင်ခံစားလိုက်ကြပါအောင်ရှင်အချိန်ကနနက်7နာရီကျော်အချိန်ခန့်မြန်မာနိုင်ငံထွက်ကုန်တီးနှံမျိုးစုံတို့၏ဈေးနှုန်းအယောင်းဝယ်ဈေးကွက်တို့၏လုပ်ငန်းများတစားပြီးစီးကြပြီဖြစ်ပါတယ်။ကုန်စည်တိုင်ကြီးအနည်းရှိစွမ်းအားပြည့်လက်ဖက်ရည်နှင့်စားသောက်ဆိုင်ကြီးတွင်ကုန်သည်ကြီးများပွဲစားကြီးများအနားယူအပန်းဖြေရန်စုဝေးရောက်ရှိနေကြသည်။ဤထဲတွင်လူသိများထင်ရှားသောပွဲရုံပိုင်ရှင်တဦးဖြစ်သူဦးစိန်လည်းပါဝင်လေသည်။ဦးစိန်ကိုလူသိများထင်ရှားရခြင်းအကြောင်းရင်းကတော့သူသည်စီးပွားရေးလုပ်ငန်းကောင်းသူဖြစ်ခြင်းတားကလက်ထောက်ညွှန်ကြားရေးမှူးသမီးကစတိုးဆိုင်ပိုင်ရှင်သားသမီးများနဲ့စီးပွားရေးငွေကြေးတောက်နှင်းကြသောကြောင့်အပူပင်မရှိသူဖြစ်သည်မုတ်ဆိုးမညီမဖြစ်သူနဲ့သူသမီးတူမလေးတို့ကအိမ်မှုကိစ္စပွဲရုံလုပ်ငန်းကိစ္စများပူးပေါင်းလုပ်ကိုင်နေသောကြောင့်လွတ်လပ်မှုအပြည့်အဝရှိသူဖြစ်သည်ဇနီးဖြစ်သူဒေါခင်ချောကွယ်လွန်ခဲ့သည့်လွန်ခဲ့သော15နှစ်ခန့်ကစပြီးလူလိုဘဝလူပြိုကြီးတစ်ပွဲပြောသလိုနေလာခဲ့သူဖြစ်သည်နေလို့ရသူလည်းဖြစ်လေသည်ဦးစင်သည်ကမ္မကုံအာယုံထူပြောသူတူဖြစ်သည်ပျော်ပျော်နေသေးခဲဆိုသူတူဖြစ်သည်သူကိုဘဝတနာကာမတနာနဲ့ပတ်သက်ပြီးဝေဖန်သူများကိုကသူကခြားခြင်းသွေးရတာပါလို့စင်ကြေစင်လက်ပေးလေးရှိသူဖြစ်သည်ဒါကြောင့်မို့သူကိုခြားခြင်းဦးစိန်ဟုခေါ်တင်ကြခြင်းဖြစ်သည်သူ့တက်က60ရှိပြီဖြစ်ပေသည်သို့တော့ဦးစိန်ထံသို့အနီရောင်လေးများအဝါရောင်လေးများအပြောင်လေးများဝတ်ဆင်ပြီးလာရောက်လေးရှိသောမိမချောလေးများနှင့်ရင်းနှီးလိုပါမူဦးစိန်ကိုချင်းကပ်ကြရလေသည်ကျွေးမွေးအခမ်းပြီးညတကာနှင့်စတင်ကဟောမိတ်ဆွေတက္ကဟများကိုအကူအညီပေးရခြင်းသည်မင်္ဂလာမိပါသည်ပြားဆိုပြီးဦးစိန်ထံမှအကူအညီယူရသူများလည်းမနေပါဦးစိန်နှင့်အရင်ကြီးဆုံးမှာမမြဝင်းဖြစ်သည်မမြဝင်းသည်အသားဖြူသည်ကိုလုံးကိုပေါအတော်လှသည်မျက်ခုံးလေးကောင်းပြီးမျက်ဝန်းကျဲသောကြောင့်သူမ၏ရုပ်မှာတမျိုးတစ်ခုံလှပသူလေးဖြစ်သည်လူစိုးတစ်ပြခေါင်းဆောင်အောင်တင်ကလင်းရှိမရမမြဝင်းကိုတင်းယူထားသည်ဘိုးအောင်တင်စကားကဲ့သို့မမြဝင်းကိုအပိုင်စီးထားသူမှာဓားမောင်ဖြစ်သည်ဓားမောင်သည်စိုးခိုးလူရဲ့တိုက်ခိုက်ကပိုင်း၌မူရည်စေဝါဒုစရိုက်သားများ၏ခေါင်းဆောင်ဖြစ်ခဲ့သောကြောင့်ပြည်ထံများကြခံပြီးထောင်တွင်တင်ဆုံးသွားခဲ့သည်ခိုကိုရမယ်ဘဝဖြစ်ခဲ့၍မမြဝင်းသည်ရေကြီးရာမျက်နှာရဆိုတဲ့ကဲ့သို့သောအပေါင်းအသင်းရောင်းရင်းများဖြင့်တတ်ဆက်ဆက်ခဲ့သည်ထို့နောက်မူကားဦးစိန်နှင့်ခင်မရင်းနှီးခွင့်ရခဲ့သည်မမြဝင်းဤယူပါယုံဂန္နာယုံဖောရပါယုံတို့ကိုတက်မှတ်သောကြောင့်ဦးစိန်နှင့်မမြဝင်းတို့သည်လင်မယားတဝန်းခွဲဆိုသလိုပေါင်းသင်းဆက်ဆံလာခဲ့ကြလေသည်ညာ၍မရချစ်လို့ရသောလင်မယားတဝန်းခွဲဖြစ်လာကြသည်ဦးစိန်ရဲ့မြောက်ကိုအပိုင်ယူလိုက်ပါတော့မြောက်ဦးစိန်နဲ့ခွဲပြီးမနေနိုင်တော့ဘူးဦးစိန်ရဲ့ဦးစိန်လည်းမမြဝင်းကိုချစ်ပါတယ်ဒါပေမဲ့ဦးစိန်အသက်60ရှိပြီနောက်ထပ်လူပြည်မှနေရရင်10နှစ်15နှစ်ပေါ့ဒါကြောင့်ဖျားနဲ့တရားနဲ့နေရမယ့်အရွယ်ရောက်နေပါပြီအိမ်တော်မပြုတ်သိတော့ပါဘူးနောက်ပြီးသားမျက်နှာသမီးမျက်နှာမြီးတွေရဲ့မျက်နှာကိုလည်းထောက်ထားရမယ်မဟုတ်လားဒါကြောင့်တို့ဒီလိုပဲသူ့ကြိုးကို့ကြိုးပံ့ပိုးပြီးနေသွားကြတာပဲကောင်းပါတယ်မြရဲ့နော်ဦးစိန်သည်မမြဝင်းကိုအပိုင်ယူလို့မဖြစ်သည့်ဘဝအခြေအနေများကိုရှင်းပြပြီးမမြဝင်းကိုနားချနေရလေသည်မမြဝင်းသည်လင်မယားတဝန်းခွဲဘဝဖြင့်သူ့ဘဝ၏စာဝတ်နေရေးကိုမရောက်ရဲမတင်းနေနိုင်သူဖြစ်သည်ထို့ကြောင့်တင်ဝင်းအောင်ဆိုသူနှင့်အိမ်အောင်ပြုလိုက်သည်တင်ဝင်းအောင်နှင့်ပေါင်းသိနေထိုင်ရချိန်တွင်အစားသောအနေထိုင်ဆင်ပြေပါသည်ပြောင်ပြောင်လဲလဲနေရပါသည်ဦးစိန်နှင့်လမ်းခွဲလိုက်ရလေသည်တင်ဝင်းအောင်သည်ဒူးဆိုင်နေတာမူရည်စေဝါသမားဖြစ်သောကြောင့်ရာဇဝတ်ဘေးပြေးမလို့ဆိုသည့်ရှေးစကားဥပဒေစကားအတိုင်းမူရည်စေဝါတုံးဆွဲမှုရောင်းဝယ်မှုလက်ဝယ်တွေ့ရှိမှုတို့ဖြင့်အဖမ်းခံရပြန်လေသည်တဏှာလောဘသမားဖြစ်ခဲ့သောမမြဝင်းသည်အာကိုရမယ်ဘဝဖြစ်ရပြန်ချေသည်တပ်ပေသင်္ခါရအနေဆပါတလားဦးစိန်မမြဝင်းခုလို့ပါကျမအခုဒုက္ခရောက်နေတယ်ကိုတင်ဝင်းအောင်ကလည်းမူရည်စေဝါမှုနဲ့ထောင်ထဲရောက်နေတယ်သူ့အတွက်လည်းငွေကုန်ကြေးကျများရအောင်မယ်ဟောဒီတူမလေးနဲ့မမြဝင်းတို့ရဲ့စာဝတ်နေဒုက္ခရောက်နေတယ်။ဒါကြောင့်မမြဝင်းကိုငိုသိန်း20လောက်ကူညီပါ။တူမလေးကိုဦးစိန်ကိုအပ်ပါတယ်။တူမကထွားပေမဲ့အသက်က15နှစ်ပဲရှိသေးတယ်။ကူညီပါဦးစိန်။မမြဝင်းတို့အတွက်ဦးစိန်မတပါအခြားဘယ်သူမှမရှိပါဘူးဦးစိန်ရဲ့။မမြဝင်းသည်တရင်တင်းခင်မရင်ဒီပေါင်းတင်းဆက်ဆံခဲ့သောဦးစိန်ထံသို့ညှိုးငယ်သောမျက်နှာလေးဖြင့်အကူအညီတောင်းခံနေသည်မှာတနာစရာဖြစ်သည်။ဒီမမြဝင်းမင်းကငါချစ်ခဲ့တယ်။ဒါပေမဲ့မင်းကတော့မုန်းခဲ့တယ်။ပြစ်သွားပြီးတင်ဝင်းအောင်နဲ့ယူခဲ့တယ်။မင်းနဲ့ငါနဲ့ကလူရောစိတ်ရောမပတ်သက်တော့ဘူး။ဒါကြောင့်တခြားနည်းလဲရှာပါလား။ပြောလို့သာပြောရသည်မမြဝင်းထက်ချောသောလှသောမြစ်စိုးပေါက်ကြီးသူ့တူမကိုကတနာမျက်လုံးဖြင့်ကြည့်မဝရှုမဝဖြစ်ရလေသည်။ဒီလိုမပြောပါနဲ့ဦးစိန်ရဲ့
မမြဝင်းတို့မှာတခြားဘသူကိုမှအကူအညီတောင်းစရာမရှိပါဘူးတနာပါကူညီပါဦးစိန်ရဲ့ကာမဘလူးစည်းဝေးနေပြီဖြစ်တော့ဦးစိန်သည်မမြဝင်းသူမလုံးကြီးပေါက်လှပြစ်ဆို့ပေါက်ကြီးကိုလက်မလို့လို့တော့ပေတနာယာကတော့ဤဖိစီးထားခြင်းကိုမလွန်ဆန်နိုင်သောတနာရွာသားကြီးဖြစ်နေရလေပြီဒီလိုလို့မမြဝင်းဒီနေ့ကြာတာပရင်းနေ့စနေနေ့ကျရင်မင်းတို့လာခဲ့လောလောဆယ်မင်းတို့အဲ့ဒီနေ့ကျရင်ငွေ2သိန်းပေးမယ်မင်းတို့မနဲ့ငါ့ကိုဟိုတက်မှာထားခဲ့ညနေ4နာရီမှလာကြကျင်းနေလာခဲ့မကျင်းနေလည်းမလာနဲ့ငါတော့ဒီလောက်ပဲတက်နိုင်တယ်ဦးစိန်သည်သူ၏သဘောထားဆန္ဒကိုပြောပြလိုက်သည်အချိန်ချက်ပြုလုပ်လိုက်သည်ဦးစိန်ရဲ့9သိန်းလောက်တော့ဖြစ်အောင်လုပ်ပေးပါဦးစိန်ဖို့ဒီငွေလောက်ကကာရာအိုကေစားတော့ဆိုင်တို့မှာ300လောက်ပဲရှိပါတယ်မမြဝင်းသည်လင်းတော်မောင်တင်ဝင်းအောင်အတွက်သူ့မှုအတွက်ငွေ9သိန်း10သိန်းရှိကိုရှိမှဖြစ်မဲ့အခက်အခဲအတွက်များစွာစိတ်တော့ကရောက်နေရတော့ကြောင်းဦးစိန်ထံအပူတပြင်းချင်းကပ်တောင်းဆိုနေရခြင်းဖြစ်သည်မမြဝင်းလောလောဆယ်တော့ငါဒီလောက်ပဲတက်နိုင်တယ်မင်းတို့ကျင်နေရင်လည်းလားမကျင်နေရင်လည်းမင်းတို့သားမိသဘောပဲဦးစိန်ပြတ်သားလာသောအဖြေကိုထောင်နေရှိသောခင်မွန်းတဲ့တင်ဝင်းအောင်ထံသို့နောက်ဆုံးအချိန်နဲ့နောက်ဆုံးအဖြေကိုတွားရောက်တင်ပြတိုင်ပင်လေသည်တင်ဝင်းအောင်နှင့်ဇနီးမမြဝင်းတို့သည်ထောင်ဘူးဝရှိအချုပ်တရခန့်နှင့်မိသားစုတို့တွေ့ဆုံရသောတန်နိုင်၏ဟိုဘက်နှင့်ဒီဘက်နှစ်ခုတို့ကြားဆွေးနွေးပွဲလေးကိုနှစ်ကိုကြားပြောဆိုတိုင်ပင်နေကြသည်အချစ်ရဲ့တထေးဆိုတဲ့လူတန်းစားဆိုတာသူချမ်းသာဖို့ငွေရဖို့အတွက်သာကြည့်တာသူတို့ငွေလွယ်လွယ်နဲ့ပေးဖို့ဘယ်တော့မှမစင်စားဘူးမပေးဘူးဒီလိုလူမျိုးဆိုတာခွန်ရိုက်ပြီးကြည့်ထုတ်မှရတယ်ဘလို့ကိုရိုက်ပြီးကြည့်ထုတ်ရမှာလဲမောင်ရဲ့မမြဝင်းကိုတင်းစီပြပြပါဦးရှင်နေတို့မိမတိုးတိုးတိတ်တိတ်ပြောမယ်ခွင်ချပေးမယ်တင်ဝင်းအောင်နဲ့မမြဝင်းတို့သည်ငှက်ကလေးနှစ်ကောင်တဦးနဲ့တဦးအစာခွန်ကျွေးနေသည့်အလားနှကန်းချင်းထိတော့မတက်တင်ဝင်းအောင်ကမမြဝင်းကိုခွင်ချပေးပြီးလက်ချပေးနေသည်ဤနေ့တွင်စနေနေ့ဖြစ်သည်ချင်းဆိုထားသည့်အတိုင်းမမြဝင်းနှင့်သူ့သမီးညှစ်ဆိုးပေါက်ကြီးချစ်စပွဲမိန်းကလေးတို့ရောက်ရှိလာသည်ဘလို့လဲမမြဝင်းကျမတို့သားမိမှာအကိုစရာမရှိပါဘူးဦးစိန်ပြူမှာနှူးရမဲ့သားမိပါဦးစိန်နဲ့ဟိုနေ့ကပြောထားတဲ့ဆန္ဒအတိုင်းပေါ့သမီးနာမည်ကဘလို့ခေါ်တယ်လဲသမီးနာမည်ကဆန်းပါဒါဆိုငါနာမည်လည်းပါတော့ဆန်းစိန်ပေါ့ကဲဒါဆိုရင်မင်းတို့သားမိမိဘွဲ့အလုံးမှာစောင့်နေငါကားယူပြီးလာခဲ့မယ်ဦးစိန်သည်သူ၏စူပါရုဖင်ထောင်ကားကိုထုတ်ပြီးမိဘွဲ့အလုံးနဲ့စောင့်နေသောမမြဝင်းတို့သားမိထံသွားခဲ့လေသည်မမြဝင်းတို့သားမိတကားဖွင့်ပြီးကားပေါ်သို့လိုက်ပါသွားလေသည်ဘယ်ဟိုတယ်သွားမလဲဦးစိန်ဖိုးစိန်လန်းနေရဟိုတယ်တစ်ခုသွားမယ်ငါနဲ့သမီးနဲ့နေရမယ်မမြဝင်းကညနေ4နာရီလာခဲ့ညနေစာစားပြီးပြန်ဖို့ဝင်မယ်ဟောဒီမှာမမြဝင်းအတွက်ငွေ2သိန်းသမီးအတွက်ကတော့လိမ္မာရေးလိမ္မာသလိုသဘောကောင်းရင်သဘောကောင်းသလိုသမီးကြိုက်တဲ့အဝတ်စားလက်ဆောင်ဝယ်ပေးမယ်ဟိုတယ်အဝင်ဝါးထိပ်တွင်မမြဝင်းကိုဆင်ခိုင်းလိုက်သည်ဦးစိန်နှင့်ဆန်းစိန်တို့ဟိုတယ်ကြီးတွင်သို့ဝင်သွားကြသည်အဲဝတ်မြူငါစွာအဲကျဝန်ထမ်းလေးတို့ကကြိုဆိုကြသည်ဦးစိန်ကားထားရှိရန်ပါကင်လိုပေး၏ကား၏ရှေ့နံပါတ်ကိုပိတ်ဆို့သောဆိုင်းဘုတ်ကလေးဖြင့်ပိတ်လိုက်ကြသည်မန်နေဂျာမင်းကလေးကမှတ်ပုံတင်နှစ်ခုယူပြီးကြားတဲ့ဟိုတယ်ကားကိုဖြတ်ပိုင်းဖြင့်လက်ခံသည်အဲကျဝန်ထမ်းတို့ကဦးစိန်နှင့်ဆန်းစိန်တို့တဲကိုအနားယူပြီးအခန်းသို့လိုက်ပို့ပေးသည်ဘာမှအောင်မလဲဆရာကြီးဘာစားမလဲသမီးဦးစိန်စားရဆိုရင်အကုန်သမီးစားမယ်ကြက်ကြော်တပွဲထမင်းမောင်းတပွဲဆန်းကစ်တပူဝစ်စကီတပြားမြန်မာဘီယာတစ်လုံးရေတက်တပူဦးစိန်နှင့်ဆန်းစိန်တို့သည်လက်တော့တာစားသုံးနေကြသည့်အလားစားပွဲတောက်ပွဲတို့ကိုမိန်ရှက်စွာစားသုံးကြသည်ဦးစိန်သည်ဝစ်စကီအရှိန်လေးမြင့်တက်လာပြီးဖြစ်၍ဇရိုက်မင်း၏စီးစိန်ဖြင့်ဆန်းစိန်အားချစ်စကားလေးများတူကပြောဆိုကကြိုက်မရှက်မိုင်းမရှက်အခြေပိမှန်တိဆောက်ရန်ညှို့ဆွဲနေလေပြီဆန်းစိန်မှလည်းမဆုခင်ကညွန့်ပြီးသားမကူးခင်ကနူးပြီးသားဆိုတဲ့ကဲ့သို့ဘဝဆက်ဆရာတို့၏အလိုကြမောင်းကြိုက်လိုက်လောရလေသည်စနေနေ့ညနေ2နာရီခန့်တွင်ဖြစ်သည်နေရာကတော့ဗဟန်းရဲစခန်းကူညီပြားစေဆိုင်းမိုးအောက်တွင်ဖြစ်သည်ကျမသမီးလေးကိုခဏပဲဆိုပြီးဦးစင်ရဟိုတယ်ကြီးထဲခေါ်သွားတယ်ကျမစောင့်နေရခုထိပြန်မလာသေးဘူးကျမသမီးလေးအသက်15နှစ်ပဲရှိပါသေးတယ်ဘာတွေလုပ်တယ်လဲဘာတွေဖြစ်ကုန်ပြီလဲကျမမစင်စားတတ်တော့ဘူးကူညီကြပါအောင်ဆရာတို့ကူညီကြပါအောင်တာဝန်မှုကစခန်းမှုအခန်းခေါ်သွားပေသည်စခန်းမှုကအဓိကကျသောအချက်များကိုစစ်ဆေးသည်လက်ထင်းအင်ချက်လူရဲအုပ်ကျော်စိန်လင်းကိုတွားရောက်စစ်ဆေးဖို့တာဝန်ပေးသည်ရာဇဝတ်မှုတိဆောက်ရမည့်အခြေအနေအချက်လက်တွေ့ရှိပါကရဲလုံထုံးလုံနည်းနဲ့အငင်းဆောင်ရွက်ရန်လမ်းညွှန်မှုပေးသည်တပုတ်ဆရာအင်အားခေါ်သွားရန်မှာကြားလိုက်သည်ဒေါ်မြဝင်းကဟိုတယ်ကိုလိုက်ရန်ပြသည်တကားခောက်လိုက်သည်တော်တော်နဲ့လာမဖွင့်ဟိုတယ်မှာတော့ဖြင့်ဖွင့်မေးရန်ပြောဆိုရဖွင့်မေးလိုက်သည်ဦးစိန်နှင့်ဆန်းတို့မှာရွှေခပတ်ပိုင်ရှင်နှင့်စင်ခေါ်သူလက်ဝဲသမားကြီးများလက်ဝဲထိုးပြီးနောက်ပင်မန်းကြီးစွာအိတ်ဆက်နေကြသည့်အလားအိတ်ဆက်နေကြသည်သူတို့နှစ်ဦးမှာလူသူမရှိသောအမေဇုံတောကြီးတွင်နေထိုင်ကြသည့်အလားယူသူမရှက်မြင်သူရှက်စရာမြင်ကွယ်ကျွန်တော်ဗဟန်းရဲစခန်းကဒူရဲအုပ်ကျော်စိန်လင်းမှာမဆန်းရဲ့အမေတော်မြဝင်းကသူ့သမီးကိုဦးစိန်ရခဏစကားပြောမယ်ဆိုပြီးပြန်မလွတ်လို့အမှုတွေတိုင်ကြပါတယ်
ဒါကြောင့်ကျွန်တော်တို့တက်တီခံအထောက်ထားတွေယူရပါမယ်ဆရာကျွန်တော်ရှင်းပြပြစေဆရာဟုတ်ကဲ့ရှင်းတဲ့အလုပ်ကတော့စခန်းရောက်မှရှင်းကြတာပေါ့ကျွန်တော်တို့ရဲလုပ်ငန်းတွေလုပ်လိုက်ပါအောင်မယ်ဆရာတို့ဒီနေရာတွေကိုဓာတ်ပုံရိုက်ပါဟောဒီအရက်ခင်မင်းကလေးရဲ့အဝယ်စားပစိုးသိမ့်ပါမြေပုံချမ်းဆွဲပါအစိုးထိရှိတာတွေသိမ့်ခဲ့ပါစိတ်တော့မရှိပါနဲ့ဦးစိန်ကျွန်တော်တို့လက်ထိတ်ခတ်မယ်အလုပ်သဘောရပေါ့ဗျာကျွန်တော်နားလည်ပေးပါဒူရဲဦးကျော်စိန်လင်းသည်ဦးစိန်ဆန်းဆန်းဒေါ်မြဝင်းတို့အားစခန်းသို့ခေါ်သွားသည်စခန်းမှုထံတင်ပြပြီးလမ်းညွှန်မှုခံယူသည်စခန်းမှု၏လမ်းညွှန်ချက်အရဦးစိန်နှင့်ဆန်းဆန်းတို့အားဆေးရုံသို့ခေါ်သွားသည်ဟိုတယ်၏အခန်းတွင်ဓာတုဗေဒနည်းပညာအရာလက်ပွေများအစွန်းထင်းများထပ်မံယူစေသည်ဦးစိန်သည်စခန်းမှုအားသူနှင့်မမြဝင်းနှင့်ပတ်သက်ပုံအကြောင်းဆုံးမမြဝင်းကငွေကျပ်30အကူအညီတောင်းခံသည့်အကြောင်းနောက်ဆုံးငွေ2သိန်းယူပြီးသူသမီးဆန်းဆန်းနှင့်ဟိုတယ်တွင်ခေါ်သွားစေပြီးညနေ4 နာရီမှလာရန်မှာကြားထားပုံအလုံးစုံတို့ကိုရှင်းလင်းတင်ပြအစစ်ဆေးခံသည်စခန်းမှုကမမြဝင်းကိုထပ်မံစစ်ဆေးသည်ဦးစိန်နှင့်ပတ်သက်ခဲ့ပုံရှင်းပြအစစ်ခံသည်ငွေ30အကူအညီတောင်းတာမှန်ကြောင်းမရကြောင်းအစစ်ဆေးခံတင်ပြသည်ယခုကိစ္စနှင့်မသက်ဆိုင်ကြောင်းတင်ပြသည်ယခုကိစ္စကသမီးကိုခဏစကားပြောမယ်ကြည့်မယ်ဆိုပြီးအချိန်2 နာရီကြာပြန်မလာသဖြင့်အမှုပင်တိုင်ကြားရခြင်းဖြစ်ကြောင်းတင်ပြစစ်ဆေးခံသည်ဆေးရုံမှာဆေးစာအချက်လက်များရရှိသည်နှစ်ဦးလုံးတွင်ဖိုမကူလူဆက်ဆံသည့်လက္ခဏာရှိကြောင်းတို့ပါဝင်နေလေသည်ဆရာကျွန်တော်မမြဝင်းကိုပထမ2 သိန်းနောက်ထပ်8 သိန်းပေးပါမယ်အမှုကိုရုပ်သိမ်းပေးပါလို့ညှိပေးပါလားဆရာကျွန်တော်ကျေးဇူးမမေ့ပါဘူးဦးစိန်သည်အမှုစစ်ဒူရဲဦးကျော်စိန်လင်းအားအမှုရုပ်သိမ်းပေးရန်အတွက်ညှိနှိုင်းပေးရန်အကူအညီတောင်းလေသည်ဝမ်းနေပါလေဦးစိန်ဒီလိုပုံမှန်မျိုးကကျွန်တော်တို့ရဲတပ်ဖွဲ့အနေနဲ့ရုပ်သိမ်းပေးလို့မရပါဘူးပြီးတော့တရားလုံနဲ့တရားခံကြားမှာကျွန်တော်တို့ရဲတပ်ဖွဲ့အနေနဲ့ညှိနှိုင်းပေးလို့မရပါဘူးရုံးရောက်မှညှိကြပေါ့နောက်နေ့တွင်ဖြစ်သည်ဦးစိန်သားသမီးတို့ရဲစခန်းသို့ရောက်ရှိလာသည်စခန်းမူမြို့နယ်မူတို့ထံသို့တွေ့ဆုံပြီးအကူအညီတောင်းခံကြသည်ကျွန်တော်တို့ရဲတပ်ဖွဲ့ရဲ့လုံပိုင်ခွင့်ဘောင်တွင်းကကူညီလို့ရတဲ့တလောက်ကူညီမှာပါစိတ်မပူပါနဲ့ဒါပေမဲ့အမှုကိစ္စကတော့တရားရုံးရောက်မှအဆင်ပြေအောင်ညှိနှိုင်းကြပေါ့ဗျာပြည်လဲရင်လေးရင်တော့အလကားစီးရတယ်ဆိုတာလို့ပေါ့မြို့နယ်မှုစခန်းမှုတို့ကလည်းဦးစိန်ဤသားနဲ့သမီးတို့အားပေးစကားပြောပြီးအကြံဉာဏ်များပေးလိုက်လေသည်ဆေးရုံမှာဆေးစာဓာတုဗေဒဌာနမှဓာတ်ခွဲစစ်ဆေးချက်အဖြစ်များရရှိပြီးအမှုစစ်ကြောရေးလုပ်ငန်းများပြည့်စုံပြီဖြစ်သောကြောင့်ဥပဒေအကြံပေးချက်တောင်းခံခဲ့လေသည်ဥပဒေရုံး၏ဥပဒေအကြံပေးချက်အရတရားခံဦးစိန်အားပြစ်မှုဆိုင်ရာဥပဒေပုံမှာ366ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးတော်သို့တရားစွဲဆိုတင်ပို့ပေးလိုက်ရလေသည်ပြစ်မှုဆိုင်ရာဥပဒေပုံမှာ366အရာပြစ်မှုထင်ရှားပါကထောင်ဒဏ်10 နှစ်ချမှတ်နိုင်သောဥပဒေပုံမှာဖြစ်လေသည်ခရိုင်တရားရုံးတော်ကပြစ်မှုကြီးအမှန်339ခုမြင့်ဆောင်2333ဖြင့်ကြားနာစစ်ဆေးလာခဲ့ရာ6 လတာကြာမြင့်ခဲ့မည်ဖြစ်သည်ရုံးချင်းတိုင်းဦးစိန်အားမမြဝင်းနှင့်သမီးဆက်ဆက်တို့ကလာရောက်တွေ့ဆုံကြရာရင်တွင်ဖြင့်နှလုံးသားခံစားမှုများကိုခံစားလာကြရလေသည်မမြဝင်းငါဒီလိုတရားခံဖြစ်နေရတာကိုမင်းကြည့်ရသလားမင်းလိုချင်တဲ့ငွေ30ပေးပါမယ်ကွာငါ့ကိုဒုက္ခတွေကလွတ်အောင်လုပ်ပေးပါမမြဝင်းရဲ့ဦးစိန်ငိုတံပါကြီးနှင့်ပြောသောစကားများကြောင့်မမြဝင်းနှင့်ဆက်ဆက်တို့သည်မျက်ရည်ပေါက်ပေါက်ကြပြီးပူဆွေးတော့ကဖြစ်ကြရလေသည်အမားတောင်ဝေကများရကြလေသည်မမြဝင်းမှားပါတယ်ဦးစိန်မမြဝင်းကိုခွတ်လွတ်ပါကိုတင်ဝင်းအောင်လဲထောင်ဒဏ်20ကြာသွားပါပြီကျမဦးစိန်ထံငွေလဲမလိုချင်တော့ပါဘူးဦးစိန်အတွက်ကျမဘာလုပ်ပေးရမလဲအကုန်လုပ်ပေးပါမယ်ဦးစိန်တမီလည်းဒီတိုင်းမှာပဲဦးရဲ့ဦးအတွက်တမီဘာလုပ်ပေးရမလဲရုံးမှာဘယ်လိုထွက်ဆိုပေးရမလဲတမီဦးကိုချစ်ပါတယ်မမေတို့ပြောတဲ့အတိုင်းတမီလုပ်ခဲ့ရတာပါတမီကိုခွင့်လွတ်ပါဦးစိန်သည်မမြဝင်းတို့တားမိရဲ့မြစ်တာဂိူနာမူရိတာလွှမ်းခြုံသောစကားများကိုကြားရသောကြောင့်စိတ်ချမ်းသာမှုအတော်ခံစားရလေသည်ဦးစိန်ကမိမိရှိနေကြီးဥက္ကလာပါဦးနှက်ပြောင်နှင့်မမြဝင်းတို့တားမိကိုမိတ်ဆက်ပေးလိုက်လေသည်ရှိနေကြီးကလည်း၎င်း၏ရုံးခန်းသို့လာရန်မှားလိုက်လေသည်ဤနေ့သည်ဦးစိန်၏ရုံးချင်းနေ့ဖြစ်သည်မမြဝင်းတို့တားမိလည်းတရားရုံးသို့ရောက်ရှိနေသည်ထူးခြားချက်ကတော့ဆန်းဆန်းသည်မင်္ဂလာသတို့သမီးဝတ်ဆောင်ဖြင့်လှပနေသည်တရားရုံးသို့ထိမ်းမြလက်ထက်ရန်ရောက်ရှိလာသောသတို့သမီးဟုထင်ရသည်ဤထူးခြားချက်ကိုဦးစိန်အားကြိုတင်အသိပေးထားပြီးဖြစ်သည်ဦးစိန်ဝမ်းသာပီတိဂွန်းစီထိဖြစ်နေသည်အမှုခေါ်သည်တရားသူကြီးတရားခွင်သို့တက်ရောက်လာသည်အားလုံးအယိုသေးပြုကြသည်ဦးစိန်၏အကျိုးဆောင်ရှင်နှင့်ဦးနှက်ပြောင်ကရုံးတော်သို့လျှောက်ထားသည်လျှောက်ထားချက်ကတော့အမှုနှင့်မသက်ဆိုင်ပါတိကျခွင့်ပြုဆောင်ရွက်ပေးပါရန်လျှောက်ထားခြင်းဖြစ်ပါသည်အချုပ်တရားခံဦးစိန်နှင့်မဆန်းဆန်းတို့ကထိမ်းမြလက်ထပ်ပေးပါရန်လက်ထပ်ပုံစံဖြင့်တင်ပြလျှောက်ထားသည်အမှုစစ်တရားသူကြီးကဥပဒေအရာရှိသဘောထားကိုမေးသည်ဥပဒေအရာရှိကအချုပ်တရားခံနှင့်ပြင်ပတွင်ရှိသောသူတို့သမီးတို့ကထိမ်းမြလက်ထပ်ခွင့်ပြုရန်လျှောက်ထားခြင်းမှာသူတို့သားနှင့်သူတို့သမီးတို့၏လွတ်လပ်သောလူသားအခွင့်အရေးဖြစ်၍ကန့်ကွက်ရန်မရှိကြောင်းတင်ပြသည်
တရားသူကြီးကဒီလိုထိမ်းများလက်ထက်ခဲ့ကြသည့်အစဉ်လာရှိခဲ့ဘူးကြောင်းသတင်းစာဂျာနယ်တွေမှာလည်းဖတ်ဘူးကြောင်းဒါကြောင့်သူတို့သားသူတို့သမီးအုတ်ထင်းသူတက်တေတို့အားရုံးရှိတွင်အသီးသီးလက်မှတ်ရေးထိုးပြီးအမှုစစ်တရားသူကြီးကထိမ်းများလက်ထပ်ပေးလိုက်လေသည်ဦးစိန်တရားရုံးရှိအချုပ်ခန်းသို့ပြန်လာခဲ့ရတွင်ပူပူနွေးနွေးချစ်စနီဆန်းဆန်းစိန်နှင့်ရွှေလက်တွဲလျက်အံ့ဖွယ်ဖြစ်ရဆန်းအနေဖြင့်ဝိုင်းဝန်းကြည့်နေကြသောတရားရုံးရှိပရိသတ်များဝိုင်းဝိုင်းလေလျက်ဦးစိန်သည်အချုပ်ခန်းသို့ဝင်အံ့ဆက်ဆက်ချိန်တွင်ချစ်စနီအားအကျဉ်းနာပေးလိုက်လေသည်အချုပ်ခန်းရောက်သည်နှင့်ဦးစိန်ခမရထိမ်းများလက်ထပ်ပြီးပြီဆိုတော့ခမရဟာဘာမှလည်းမပါရပါလားဗျာဟဲ့အောင်လေငါတို့ကဘာပြီးပြီကွာဒါပြီးတော့ဒီမှုကိုရင်ဆိုင်ရတာဘဝတို့အချုပ်တရခန့်များကဦးစိန်အားဝိုင်းပြီးနောက်ကျပြောင်ကြဝေဖန်ကြရာဦးစိန်ကလည်းအားကြမခံပြန်ပြောလိုက်လေသည်ဤနေ့သည်ဦးစိန်၏အမှုအမိန်ချမှတ်သည့်နေ့ဖြစ်သည်ဦးစိန်၏ဇနီးကျော်လေးစန်းစန်းစိန်နှင့်ရောက်ခမကြီးဒေါ်မြဝင်းတို့လည်းရောက်ရှိနေကြသည်အမှုခေါ်သည်တရားသူကြီးတရားခွင်သို့တက်ရောက်လာသည်အားလုံးယိုသေးပြုကြသည်အမိတ်အမှုသွားအမှုလာနှင့်အမှုတွဲပေါ်ရှိတရလိုပြတက်တည်ထွက်ဆိုချက်များတရားခံနှင့်တရားခံပြတက်တည်ထွက်ချက်များအကြောင်းချင်းရာများအချက်လက်နှင့်ဥပဒေအချက်လက်များအရာ၎င်း2000ပြည့်နှင့်တရားစီရင်ရေးဥပဒေအခန်းနှင့်တရားစီရင်ရေးဆိုင်ရာမှုများအပိုင်းနှင့်အပိုင်းခွဲကားငယ်ဂါကြီးတို့အရာ၎င်းတရားခံဦးစိန်အားပြစ်ဒဏ်တစ်နှစ်ကြာခံစေချုပ်ရက်ကိုပြစ်ဒဏ်အဖြစ်ခံစားစေလူပြည်မှာအမှုမပွေကြပါနဲ့ဟုတ်ကဲ့ပါရှင်ကျမရဲ့ channel လေးကနေယခုလိုစိတ်ဝင်စားဖို့ရကောင်းတဲ့ဖြစ်ရမှန်ဇာတ်လမ်းလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်အားပေးကြပါအောင်ရှင်